ခွေးကျင့်ခွေးညံအစားမခံခွေးတကောင်အယိုးကိုက်နေသည်ခွေးတဘာဝဘာမှမရှိတော့သောအယိုးကိုကိုက်နေရခြင်းသည်ပင်သူ့အတွက်ဘဝတစ်ခုဖြစ်သည်အယိုးကိုရင်ဝင်ပိုက်ဇက်တိုက်ကိုက်နေရင်ကအော်လောကကြီးကနေတတ်ရင်ကျေနပ်စရာပါလားဟု၍လဲတွေးနေမိသည်ထိုအချိန်တွင်ကြက်တစ်တကောင်ကသူ့ထံသို့လာနေသည်ကိုခွေးကတွေ့လိုက်ရသည်ပြေး၍လည်းမလွတ်တော့ထိုကြောင့်ခွေးကျင့်ခွေးကြံခွေးညံတွေထုတ်ရတော့သည်ခွေးကကြက်တစ်ကြအောင်အော်ပြောလိုက်သည်မှာအဖေကျွေးတဲ့ကြက်တစ်အသားကောင်းလိုက်တာဗျာရှိသေးလားဗျသားစားလို့မဝသေးဘူးဟုအော်လိုက်သည်မရှိသောအဖေကိုအော်ပြောလိုက်ခြင်းဖြစ်သည်ဒါကိုမသိသောကြက်တစ်ကလည်းတကယ်ယုံရှာသည်ထို့ကြောင့်ကြက်တစ်လည်းကြောက်လန့်ကာထွက်ပြေးသွားတော့သည်ထိုအဖြစ်အပျက်ကိုတစ်ပင်ပေါ်ကမြောက်ကအစအဆုံးမြင်သည်ခွေးကရိုက်စားလှုပ်လိုက်သည်ကိုကြက်တစ်ကလန့်ပြေးသဖြင့်မြောက်ကကြက်တစ်နောက်လိုက်ကဟေ့ကောင်မင်းဘာဖြစ်လို့ပြေးရလဲဟိုမှာကွာကြက်တစ်သားစားနေတဲ့ခွေးတကောင်ကိုတွေ့လို့မနှဲထွက်ပြေးခဲ့ရတယ်မင်းကွာခွေးကကြက်တစ်သားစားတယ်ဆိုတာဖြစ်နိုင်ပါမလားမင်းတို့ကြက်တစ်တွေကပဲခွေးကိုစားရတာလေဟုတ်လားငါတော့မသိပါဘူးကွာသူ့အယိုးကိုက်နေတာငါတို့ကြက်တစ်မျိုးတွေမှတ်လို့သူ့ဘာသူလမ်းမေးကအယိုးကိုကိုက်နေတာသူ့မှာဘာဖေးမှလည်းမရှိဘူးကွာဟုတ်လားလာမင်းငါနဲ့အဲ့ဒီခွေးပါးဝါတဲ့ကောင်စီပြန်သွားမယ်သူပြောတာမယုံနဲ့အဲ့ဒီအကောင်ကိုခုံအုပ်ပြီးတစားစီဖြတ်လိုက်ကွာမြောက်ကလည်းခွေးကိုဘယ်အချိန်ကမုန်းနေသည်မသိဟုတ်ပြီလေငါကနည်းနည်းတော့အလန့်သားဒါပေမဲ့ပြန်သွားမယ်ကွာငါတကောင်နဲ့တော့မဟုတ်ဘူးမင်းမလိုက်ပေးရမှာပေါ့မင်းကထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲမပြေးပါဘူးကွာမယုံရင်မင်းအမိနဲ့ငါအမိကိုခြိထားလိုက်ကောင်းပြီလေဒါဆိုရင်လည်းခြိထားလိုက်မယ်ငါကမင်းကိုပေါ်ကလိုက်မှာနော်လိုက်ခဲ့လေမြောက်နဲ့ကြက်တဲ့အမီးချင်းခြိလိုက်သည်ထို့နောက်မြောက်သည်ကြက်တစ်ပေါ်ထိုင်ကခွေးစီကိုပြန်လာကြသည်ခွေးကသူတို့နှစ်ယောက်ကိုအဝေးကနေမြင်သည်ခွေးချင်းခွေးချမ်းထပ်ထုတ်ရပြန်သည်မနီးမဝေးအရောက်တွင်ခွေးကဟဲ့ကောင်မြောက်ငါကမြောက်သားစားခြင်းလို့မင်းကိုနောက်ထပ်မြောက်တကောင်ဖမ်းလာဖို့လွှတ်လိုက်တာလေမင်းကကြက်တစ်ပဲထပ်ခေါ်လာတော့ဘလို့လဲကွငါကြက်တစ်သားစားရတာမုန်းနေပြီဟုပြောလိုက်သည်ကြက်တစ်လဲကြောက်လန့်ပြီးပြေးသည်မြောက်လဲကြက်တစ်ပေါ်ကပြုတ်ကြကာတရွတ်တိုက်ကြက်တစ်ခေါ်ရနောက်ပါသွားတော့သည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်အခုလိုအဖို့တန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ရင်အေးရ podcast ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကိုကိုယ်စိတ်နှလုံးကြည်သာချမ်းမြေ့စွာဖြတ်သန်းနိုင်ကြပါစေကျမကတော့ကေပါ